ကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်ပြင်များတာဝန်ကိုစီယူဆောင်ထိန်းသိမ်းသောအနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိတ်ဝတ်စကားရှမစင်သိတာဘူကောင်ဖက်ကတွင်ဒီရစေရှောင်းမပဲဘူး hey ရေကောင်းတော့ထွန်းလို့ဘူးပဲစာဒီတွေစာဒီမှာ hey ရေကောင်းဆိုတော့မြမာတွေဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုတော့တဲ့ပြလို့ MYANMAR မြန်မာတဲ့ hey မြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့စူးစမ်း MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပုံမစူးစမ်း MYANMAR နော်လင်းချမ်းများနဲ့ရှေ့ခီးဆက်အခိုင်မာချီလမ်းများဘူကောင်ဖက်ကတွင်ဒီရဲ့ဖေရှောင်းမပဲဘူး hey ရေကောင်းတော့ထုံးလို့မပဲစာဒီတွေစာဒီမှာ hey ရေကောင်းဆိုတော့မြမာတွေဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူပဲတော့